မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာက2025 6လပိုင်းအတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအတွက်တလစာရှောင်းရန်ဆောင်ရန်အတွက်ကံကြမ္မာဟောစတန်းကိုဟောကြားပေးမှာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆဆရရဘေးပြာမှန်သမျှဝေးကွာကြပါစီကျောင်းဆရာကဒီကနေမေတ္တာပို့ဆုတောင်းပေးသားလိုက်ပါတယ်ခင်ဗျနော်ဒီ2025ခုနှစ်6လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာဘာလို့ဖြစ်နေမလဲဒီ2025 6လပိုင်းအတွင်းမှာအဆဆရရဘယ်အရာတွေကတတိထားပြီးတော့ဘယ်အရာတွေအားသာအကျိုးပေးမလဲဆိုတာကိုဆရာကပြောပြပေးမှာဖြစ်တယ်သို့တော့ဒီနေ့ဆရာဗီဒီယိုအဆောင်လေးနဲ့ဆိုတော့နည်းနည်းလေးတော့ရရတစ်မျိုးလေးတော့ဖြစ်နေမှာတင်တယ်နော်သို့တော့ဆရာမိတ်ဆွေတွေနည်းနည်းလေးနားလည်ပြီးတော့ကြည့်ပေးပါဆရာနည်းနည်းတော့အသားမကျအောင်ဖြစ်နေโอเคလက်ရှိဒီ2025ခုနှစ်6လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာလက်ရှိမှာအရာရာကိုဘာလို့မဆိုဦးစီးဦးဆောင်လုပ်ပါရေဝန်းနဲ့ရှေ့တိုးဆောင်ရွက်ပါရှေ့တိုးဆောင်ရွက်ရင်လှုပ်ဆောင်ရင်ဒီလာတာတော့ဒီမှာအရာရာကိုရှေ့တိုးဆောင်ရွက်ပြီးတော့မိမိအနေနဲ့ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပါလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုကရှေ့တိုးပြီးတော့ဦးဆောင်လုပ်ရင်ဘာလို့မဆိုဒီလာတာတော့ဒီမှာဟာကံဟာမိတ်ဆွေဖို့ရှိပါအတိအကျပဲဖြစ်တယ်အဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့တနင်္ဂနွေသားသမီးတွေက6လပိုင်းပြင်မှာဆိုရင်မိတ်ဆွေတို့ဟာဘယ်နေရာဖြစ်ဖြစ်ဟိုနေရာလဲပါရဒီနေရာလဲပါရဆိုပြီးတော့နေရာတကာမှာတော့ကိုယ်တိုင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရမယ်လားဖြစ်တယ်လို့မိတ်ဆွေတို့ရဲ့ကံဟာလေကိုလှုပ်ရင်လှုပ်တော့ကိုယ့်ရဲ့လက်ထဲမှာဂျမာကဖန်တီးနိုင်စွာရှိတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ဂျမာကိုမိတ်ဆွေတို့စူးစမ်းသလောက်ရှေ့တိုးဆောင်ရရင်ကံရဲ့အထောက်အကူတွေကိုရရှိမယ်သို့တော့ကိုကစူးစမ်းသလောက်သာရရှိမှာဖြစ်တဲ့အတွက်ကံရဲ့အထောက်ပံ့ထက်ထီထိုးတာမျိုးလို့ဆွမ်းတာလို့ပေါ့ရုပ်တရက်ဝုန်းနဲ့ထိုင်ကနေချမ်းသာတဲ့ကံတွေဟာအားနည်းစေတဲ့အတွက်မိတ်ဆွေတို့တွေသားသမီးတွေဟာ2025ခုနှစ်6လပိုင်းအတွင်းမှာဆိုရင်ဘာကိုဖြစ်ဖြစ်ရဲဝုန်းနဲ့ရှေ့တိုးဆောင်ရမှာသာအားသာပြီးတော့ကောင်းမွန်မဲ့လားဖြစ်တယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်တနင်္ဂနွေသားသမီးတွေက6လပိုင်းအတွင်းမှာဆိုရင်အထူးသဖြင့်အမျိုးသမီးတွေနှစ်ပိုင်းခွဲပြောခြင်းနဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်အမျိုးသမီးတွေဆိုလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေအမျိုးသမီးတွေဖြစ်တတ်တဲ့အသွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေမှာပုံမူပြီးတော့သတိထားဆင်ခြင်ရမယ်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းအသွေးသားနဲ့ပတ်သက်တဲ့အရာတွေမှာပုံမူပြီးတော့သတိထားဆင်ခြင်ရတဲ့အတွက်လိုအပ်သောလဖြစ်တယ်အထူးသဖြင့်ရေဘူးအပြင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအရေးပြားနဲ့ပတ်သက်တာတွေယားနာတာမျိုးလေးတွေသွားတဖုံးနဲ့ပတ်သက်တာမျိုးလေးတွေငကိုကသွေးတိုးသွေးတက်အခြေခံရှိတဲ့မိတ်ဆွေများဟိုကတော့သတိထားရမယ်အပူစာတွေအတက်စာတွေဒါမျိုးလေးတွေကိုသတိထားဆင်ခြင်ပြီးတော့စားသုံးရန်အတွက်လိုအပ်ပြီးတော့ယောဂအဟောင်းတွေပြန်ပြီးတော့အသစ်ပြန်ဖြစ်တတ်တော့လဖြစ်တာတော့အသေးချာပဲဖြစ်တယ်မိတ်ဆွေတို့သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးကံဟာမိတ်ဆွေရဲ့စူးစမ်းမှုပေါ်မူတည်နေပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲကြက်တဲ့စီအောင်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်သို့တော့ငွေကြီးနဲ့ပတ်သက်ရင်လက်လွန်ထားတဲ့ငွေကြီးတွေပဲဖြစ်ငွေကြီးနဲ့ပတ်သက်ရင်အမိဒါမခံလောက်တာမျိုးတွေရှေ့တိုးဆောင်ရပါငကိုကဆုံးမီမရဘူးဆိုတဲ့ငွေကြီးတွေအောင်ပြန်လေရရှိတတ်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးကံဟာရှေ့တိုးပြီးတော့အားသာဆောင်ရရင်ဆောင်ရတဲ့လောက်အကျိုးပေးတယ်သို့တော့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်ငွေကြေးကုန်ကြများတာမျိုးစက်ပစ္စည်းစားတောက်ကုန်လုပ်ငန်းလေးတွေကြောင့်ငွေကုန်ကြေးကြများတာမျိုးတွေစာချုပ်ဆိုင်ရာလုပ်ငန်းလေးတွေမှာတတိထားဆင်ခြင်ပေးပါဒါအပြင်စေတနာတွေဝေဒနာဖြစ်ရတတ်တယ်ငွေကြေးနဲ့ပတ်သက်လာရင်ကိုယ့်ကြောင့်မဟုတ်ပဲတပားသူကြောင့်ငွေကုန်ကြေးကြများတာမျိုးတွေကြုံရတတ်တယ်ဒါဆိုတစ်ဆက်တည်းအကျိုးမပေးတာလေးတွေဆက်လက်ပေါ်ပြပေးပါစီဒီတနင်္ဂနွေသားသမီးက2025 6လပိုင်းအတွင်းမှာဆိုရင်စက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးမပေးဘူးစားတောက်ကုန်ဆောင်ဆိုင်ရာလုပ်ငန်းတွေအကျိုးမပေးဘူးထို့အပြင်မိတ်ဆွေတို့အနေနဲ့ရင်စက်ပစ္စည်းနဲ့ပတ်သက်ရင်ကိုယ့်အမိခံပြီးအသစ်ဝယ်ရန်အတွက်တော့အားနည်းစေတာကာလဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော်တွေမှာရင်စက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်ကိုယ်တိုင်မောင်းနေတဲ့အခါမှာသတိထားဆင်ခြင်ပြီးတော့မောင်းနေရန်လိုအပ်သောအပတ်တာအပိုင်ခြားကာလဖြစ်တယ်စားတောက်ကုန်လုပ်ငန်းတွေစတင်လုပ်တဲ့အလုပ်တွေစတင်လုပ်တဲ့ဆိုရင်တော့ကိုယ့်အမိခံပြီးဖြစ်နိုင်လို့ပါအထူးသဖြင့်တော့ဆွေမျိုးသားချင်းအိမ်မလာရလို့စိုင်းပုတ်တာကတ်ထားပါဘာကြောင့်လဲဆိုတော့တင်းလုံးနေသားသမီးတွေကဒီ2025 6လပိုင်းအတွင်းမှာဆိုရင်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလေးတွေအားနည်းစေသလိုဆွေမျိုးသားချင်းညီကိုမောင်နှမကိစ္စလေးတွေမှာပြဿနာအတိုက်ခိုက်လေးတွေပေါ်လာတတ်တယ်ဂျားသုံးကြားမဝင်ကောင်းပါဘူးစေတနာတွေဝေဒနာဖြစ်တတ်တယ်ဒါအပြင်ဂျားသုံးကြားဆိုတော့မိတ်ဆွေအနေနဲ့သူတစ်ပါးတွေရဲ့ပြဿနာကိစ္စတွေကိုကခေါင်းခံဖြည့်ရှင်းခါမှာအပူတွေကူးဆက်တတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တော်ကြီးမှာသူများရဲ့ဂျားသုံးကြားမိသားစုရဲ့အိမ်တော်ကြီးတွေမှာဝင်ပြီးတော့ဖြည့်ရှင်းဆောင်ရွက်တာမျိုးလေးတွေဟာကိုယ့်အပေါ်မှာစကားတွေပဲအဖတ်တင်ပြီးတော့စေတနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရန်အတွက်လိုအပ်သောလဖြစ်ပါတယ်ကောင်းပြီဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွေမှာဆိုလို့ရှိရင်အကျိုးပေးစေသောလုပ်ငန်းတွေကိုဆရာဖော်ပြပေးခြင်းတယ်ဒီတနင်္ဂနွေသားသမီးတွေကဒီလတာအတော်တွေမှာဆိုလို့ရှိရင်ငွေကြီးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်ပါကုတန်းရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အထည်အလိပ်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်TTဖနက်ဗီဇာလုပ်ငန်းကိုင်ငန်းကိစ္စရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်ကောင်းတယ် passport လုပ်ငန်းဗီဇာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်ပါဓာတ်ဆီတို့ဒီဇယ်တို့လောင်စာဆီတို့အစရှိတဲ့လုပ်ငန်းတွေအထည်အလိပ်တို့ထီတို့ဖနက်တို့တတ်ထုတို့နော်အစရှိတဲ့လုပ်ငန်းတွေနဲ့ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်တယ်
ယာရုလုံငန်းကိုင်ငန်းနဲ့ပတ်သက်ရင်လည်းယာရုတိုးခြင်းယာရုတက်ရှင်မျိုးတွေကြုံရတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်လာရင်လည်းနေရာထိုင်ခင်းအသစ်ရရှိတာမျိုးအိုးအေရှမ်းမြေယာနဲ့ပတ်သက်လို့ရှိရင်အာမခံအရှိတိုးဆောင်ရလှုပ်ဆောင်ဝယ်ရမျိုးတွေအကျိုးပေးတယ်ဒါပေမဲ့ကိုယ့်အတွက်ကိုယ်ပဲအကျိုးပေးတယ်သူများအတွက်ကိုအကျိုးမပေးဘူးရှိတိုးဆောင်ရလှုပ်ဆောင်တဲ့အခါမှာလည်းလုပ်ငန်းဟောင်းနေနဲ့ပတ်သက်လို့အလုပ်ဟောင်းနေနဲ့ပတ်သက်ရင်တိုးရှယ်လှုပ်ဆောင်တဲ့နဲ့ငကိုကသားသမီးမရရှိသူတွေသားသမီးရရှိလောက်တဲ့ကံအထောက်အကူတွေကျင်းသေးပေါရရှိတတ်တော်လာဖြစ်လို့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းလုပ်ငန်းဟောင်းကြီးကိုပြင်ဆွမ်းလာလို့ကိုချစ်လို့ပြီးတော့တိုးတက်အောင်စွမ်းဆောင်တာအကျိုးပေးပေမဲ့လုပ်ငန်းအသစ်စတင်လုပ်မဲ့လုပ်ငန်းလေးတွေမှာတော့တတိထားရမယ်လုပ်ငန်းယာရုနဲ့ပတ်သက်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ်လို့ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာမရှိဘူးချစ်တိုးဆောင်ရလှုပ်ဆောင်မှာမိတ်ဆွေတို့အနေနဲ့လက်ရှိနေတဲ့လုပ်ငန်းကိုတိုးတက်အောင်အဆင့်မြင့်အောင်စူးစမ်းရင်စွမ်းဆောင်ရင်အားသာကောင်းမွန်တယ်လို့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့ယာရုမတိုးသေးဘူးလုပ်ငန်းကိုင်ကအလုပ်ကိုင်နဲ့ပတ်သက်လာရင်ကိုကဦးစီးဦးဆောင်ပြီးတော့လှုပ်ဆောင်ရတာမျိုးတွေယာရုကတော့မတိုးသေးပေမဲ့နာမည်ထွက်နေတဲ့မိတ်ဆွေများကိုဒီကာလအတော်တွင်မှာရှေ့တိုးဆောင်ရွက်ပြီးများများပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကျင်းသေးပေါရရှိမယ်လားဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာ passport visa လုပ်ငန်းပြည်တွင်းပြည်ပခရီးသွားနဲ့ပတ်သက်တာလေးတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်ကောင်းသောကာလဖြစ်တယ်ဆက်သတိပေးပါမယ်ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့မောင်းတာလေးတွေနှင်တာလေးတွေမှာမိတ်ဆွေတို့အနေနဲ့သတိထားစိတ်နေရလိုအပ်ပြီးတော့အလင်းစလိုမလုံးနဲ့ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာစက္ကနဲ့တိုင်းကနေဝုန်းနဲ့အလင်းစလိုလှုပ်ဆောင်တာမျိုးလေးတွေကအမားကိုဖြစ်စေတတ်တယ်လို့ဆရာပြောတဲ့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေစက်ပစ္စည်းခဏခဏပြတ်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိထားစိတ်နေပေးရန်လိုအပ်တော့လာဖြစ်တယ်လူငယ်တွေအရှိကြီးမှာတော့မျက်နှာပွင့်လန်းတာမျိုးမိမိရှစ်တော်မြန်လို့တော့သူကိုရဲရဲကြီးချင်းတွေဖွင့်ပြောပါသမီးကြီးသားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပင်မဲ့လို့မိတ်ဆွေတို့အနေနဲ့သမီးကြီးသားတွေမှာဆိုလို့ရှိရင်တော့ငကိုကဖြစ်ခဲ့ပြီးတော့အဟောင်းနေပြီးခဲ့ပြီးတော့ကိစ္စတွေကနေပြီးတော့စကားများအရှိတင်တဲ့ပြဿနာလေးတွေကြုံရတာမျိုးလေးတွေတယောက်ရဲ့စိတ်သဘောထားကိုတယောက်ကနားမလည်တာမျိုးလေးတွေကြောင့်တော့ပဋိပက္ခများစွာကြုံရတတ်တယ်သို့တော့သမီးကြီးသားတွေအနေနဲ့သမီးသားဘဝကိုရပ်တန့်လို့အိမ်တော်ဘဝကိုအိမ်တော်ပြုစိတ်ဆက်လက်ထပ်မင်္ဂလာပြုခြင်းတွေပြုလုပ်ရန်အတွက်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်တယ်။ဒါအပြင်မိတ်ဆွေတနင်္ဂနွေသားသမီးတွေကဒီလတာအတော်တွင်မှာဆိုရင်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးကြောင်လည်းပြဿနာတော့မဖြစ်နိုင်ဘူး။ငကိုကဝေးကွာနေသူတွေပျောက်သောသူတွေအဆက်အသွယ်ပြတ်နေသူတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့သတင်းတော့ကြားရမယ်။လက်ရှိမှာတော့အဆက်အသွယ်ရဖို့အတွက်တော့ခက်ခဲတာမျိုးလေးတွေကြုံရတတ်တယ်။စိုးရိမ်စရာမျိုးတွေအဆက်အသွယ်လုံးဝမရတဲ့မိတ်ဆွေများပျောက်သောသူချလင်တွေ့နိုင်တော့လားတရင်ရနိုင်တော့လာဖြစ်တယ်။သို့တော့နိနိကကရှိနေတဲ့မိတ်ဆွေများဖို့တော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်ဘာမှစိုးရိမ်စရာမရှိဘူး။အိမ်တော်ကြီးဒုက္ခအိမ်တော်ကြီးနဲ့ပတ်သက်လို့ငကိုကအိမ်တော်ဘက်နဲ့ပြောဆိုလို့မရတဲ့ကိစ္စလေးတွေမှာပြောဆိုလို့ရမယ်။သို့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့အစင်မပြေလာရင်တော့ဂျားလူတဦးတယောက်ကိုရှိကံပြီးတက်လူပေါ့နော်တတိယလူဆိုတော့မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဖြစ်စေအိမ်တော်ကြီးမှာဆိုလို့ရှိရင်တော့တပားတူတဦးတယောက်ရဲ့အကြံစီအကြောင်းကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေကရောက်စာလေးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရတဲ့လိုအပ်ပါတယ်ဖြစ်နိုင်လို့ရှိရင်စာချုပ်စာတမ်းကိစ္စတွေလှုပ်ဆောင်တဲ့အခါတတိထားဆင်ခြင်မှာအထူးသဖြင့်တနင်္ဂနွေသားအမျိုးသားတွေအနေနဲ့ဆိုရင်တော့အချုပ်ရှင်လေးတွေရှီဆော့လက်ဆော့လုပ်တတ်တဲ့တနင်္ဂနွေသားလူမိတ်ဆွေများဖို့ကတော့တော်တော်လေးကိုတတိထားရမယ်မိတ်ဆွေတို့အနေနဲ့ဘာလို့လဲဆိုတော့အချုပ်နှောင်ဖြစ်တာမျိုးလေးတွေမထင်မှတ်ဘဲနဲ့ထိခိုက်ရှနာတာမျိုးလေးတွေကြုံရတတ်တယ်အသက်အရွယ်အပြင်60နဲ့အထက်မိတ်ဆွေမိဘများအနေနဲ့ကတော့ကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာခါးနဲ့ပတ်သက်တာမျိုးလေးတွေခန္ဓာကိုယ်အောက်ပိုင်းဒူးစစ်နဲ့ပတ်သက်တာလေးတွေမှာတော့တတိထားဆင်ခြင်ပြီးတော့မထိခိုက်အောင်ပုံမတတိပြုရန်လိုအပ်တော့လာဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့ဒီလတာတော့တွင်မှာဆိုရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်လက်တည်တံ့ခွက်ထုတ်ရမယ်ဆိုရင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်အများနဲ့ပတ်သက်တာတွေအကျိုးပေးတယ်ဘာကိုဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းရှိတိုးဆောင်ရလှုပ်ဆောင်တဲ့အခါဥဆောင်ဆောင်ရရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်လုပ်ငန်းယာရုနဲ့ပတ်သက်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ်သားသမီးရရှိနိုင်တယ်သားသမီးနဲ့ပတ်သက်ပြီးတော့ရှိတိုးဆောင်ရပါငကိုကအမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေအမှုကိစ္စအမွေကိစ္စတွေမှာအားသာပြီးတော့ကိုယ့်ဘက်ကအနိုင်ရတာမျိုးမပြီးမပြတ်ကြံ့ကြာနေပြီးပြတ်အောင်ဆောင်ရွက်တင်တော့ကာလဖြစ်တယ်လုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့လှုပ်ဆောင်ရင်အားသာပြီးတော့ကောင်းမွန်နိုင်တယ်။ OH ရှမ်းမီမြေယာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စောက်တာတွေရောင်းတာတွေပြောင်းတာတွေရွှေ့တာတွေအားလုံးဒီလမှာရှေ့တိုးဆောင်ရလှုပ်ဆောင်မှာရှေ့တိုးအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လဖြစ်ပါတယ်။တတိထားစင်ရမှာကတော့ဆွေမျိုးများအိမ်မလာရလို့စိုင်းမုတ်ကတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒီလတာတော့တွင်မှာအကျိုးပေးစီသောနေသားအနေနဲ့ဆိုရင်တော့အရေးကြီးသောကိစ္စတွေကိုပဲလှုပ်ဘာနေသားနဲ့တွဲလှုပ်တနင်္လာသားသမီးတွေနဲ့တွဲလှုပ်တာမျိုးသို့မဟုတ်လို့ရှိရင်ဂျာစာပရိသားသမီးတွေနဲ့ပေါင်းစုဆက်တူပြီးတော့အကြံဉာဏ်ရရှိပြီးလှုပ်တာမျိုးထိုရက်တွေတနင်္လာရက်တို့ဂျာစာပရိရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်9ကဏ္ဍ5ကဏ္ဍ3ညာကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အားသာကောင်းမှုပြီးတော့အကျိုးပြုစေနိုင်ပါတယ်။အကျိုးပေးစီတော့အယောင်အနေနဲ့ဆိုရင်အနီရောင်မိုးပြာရောင်
ခဲရအောင်အဆက်ရှိတဲ့အကြောင်းတွေမြများပါသောအကြောင်းကိုဝစ်စင်သွားပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမှာအသေးကြပဲဖြစ်တယ်အကျိုးပေးစေသောအရာဟာတော့အနောက်ဆူဆူရဖြစ်ပြီးတော့စန်းတီယာအရာကတော့အခြေအရာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာတွေကိုလုပ်တဲ့အခါမှာမိမိတို့ရဲ့လိုရာမှုပြုမှုဆောင်ရွက်ရန်အတွက်မသွားမီမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့နော်ယုံကြည်ရာသို့မဟုတ်ရိုးရာနဲ့သို့မဟုတ်အိမ်ဆောင်နဲ့ကိုအမွှေးနဲ့သာပတ်ဖြန်းမြစ်တာပို့ပြီးတော့လိုရာကိုတိုင်တယ်ပြီးတော့ပြောဆိုသွားရင်အထက်ငေါမရှိပဲရှော့ရှော့ရှူရှူနဲ့အောင်မြင်အစဉ်ပြေသွားမှာအသေးကြပဲဖြစ်တယ်တတိထားစင်နေရမှာတော့ဘာကိုလုပ်လို့ဒီလတာတော့ဒီမှာတောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးသို့မဟုတ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုတောက်ကြရက်တွေမှာတတိထားပြုမှုဆောင်ရွက်ရန်အတွက်တော့လိုအပ်သောလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော့ဒီမှာဘာဖြစ်ဖြစ်မြောက်ဆူဆူရက်ကိုဖြစ်နိုင်မျက်နှာမူပြီးတွားတဲ့အလုပ်တွေမှာတတိထားစင်နေရန်အတွက်တော့လိုအပ်သောလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စဆုံးဖြတ်ဆောင်ရွက်တဲ့အခါမှာအလင်းစလိုလောမဆုံးဖြတ်ပါနဲ့စတင်လှုပ်ဆောင်တဲ့အလုပ်လေးတွေမှာတော့ဖြစ်နိုင်ရင်ကိုယ်တိုင်စတင်လုပ်တဲ့အလုပ်တွေအားနည်းစေတဲ့တတိထားစင်နေရမယ်သို့တော့မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်နိုင်မှလုပ်ပါမလုပ်နိုင်ရင်တတိထားစင်နေပေးရန်လိုအပ်ပါတယ်စက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မဝယ်ပါနဲ့ပြီးတော့အခါမိတ်ဆွေတို့အနေနဲ့မဟုတ်တဲ့သတင်းတွေကောလာဟာလာသတင်းတွေမကောင်းတဲ့သတင်းတွေတပုတ်လေလွင်သတင်းတွေပြောဆိုခံရတတ်တဲ့အတွက်တော့တတိထားစင်နေရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလာတာတော်တွေမှာဆိုရင်တော့အသားရောင်တို့အဝါရောင်တို့ကိုတတိထားဝစ်စင်ပြီးရင်ရပါပြီမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာနာယီအပြတ်တို့ရက်တက်နေသောအရာတွေပြက်ကလေးအဟောင်းတွေရှိရင်စွန့်ပေးလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းလာပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းထွက်စီရန်အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဇွန်လေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကရောင်းထွက်ပြီးတော့ရောင်းသွက်သွားမှအသေးကြပဲဖြစ်တယ်ဒါအပြင်ဆရာရဲ့ဓမ္မမိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်ဒီလတာတော်ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရဲ့အောင်မြင်အစဉ်ပြေစီပြီးတော့တိုးတက်စေရန်အဋိဌံပြုလို့တပါဆိုဘဂဝါဆိုတော့ဂုံတော်ပတိကိုတနေ့ကို3ပတ်နှုံနဲ့12ရက်တိတိအဋိဌံဝင်မှာကမိတ်ဆွေတို့ရဲ့အခက်အခဲတွေအားလုံးပြေလည်ပြီးတော့ဆောင်ရွက်ပြီးတော့ပြည်လည်ပြီးတော့ကောင်းသောလူအင်ဆန္ဒတွေပြေဝပြီးတော့အခက်အခဲမရှိအဆင်ပြေလာစေမှာသိကြပါလေခင်ဗျာဒါအပြင်ဆရာငယ်ရဲ့မိတ်ဆွေမိဘတွေနိုင်ငံခြားခရီးသွားပတ်စုဝေးစားလုပ်ငန်းနဲ့ပတ်သက်တာတွေရေရှားမြေရှားဘာသာရှားလူမျိုးရှားတိုင်းတစ်ပါးအကျိုးပေးပါတယ်ဘာကိုဖြစ်ဖြစ်ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပါကံကြမ္မာကံဆိုတာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတော့ဒီလားဟာပြောဆိုလို့ရတယ်ကံဆိုတာမိတ်ဆွေတို့လည်းမမြင်ရဘူးဆရာတို့တက်ကနစ်တစ်ခုရတွက်ချက်ပြီးတော့ဆရာတို့ကံကြမ္မာဟောတယ်ဆိုတာကံကိုမိတ်ဆွေတို့ရဲ့ကံကိုဆရာတို့ရဲ့တက်ကနစ်တစ်ခုနဲ့ဘာကိုပဲအခြေတီတီမဟာဘုတ်ကိုပဲအခြေတီတီသုံးနိုင်ပေါ်နေကိုပဲအခြေတီတီစမ်းကိုပဲအခြေတီတီနက်ခတ်ကိုပဲအခြေတီတီဘာနည်းနဲ့တွက်ဒါတော့ကိုပဲဆွဲကံကိုဆရာတို့ကကိုတက်တဲ့တက်ကနစ်နဲ့တွက်ယူလိုက်တာဒါပုံမှကံရဲ့ကောင်းခြင်းဆိုးခြင်းကိုကဏ္ဍပေးတဲ့သဘောအရတွက်ယူလိုက်ပြီးတော့ကြံမာဆိုရက်လက်တွေ့လောက်ရတဲ့ဘာဘီတင်ကဘလို့ဟောဘာနည်းနဲ့တွက်ကိုကမှမကြိုးစားရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကြံမာဆိုတာမိတ်ဆွေတို့ဟာဒီလာတာတော့ဒီမှာကြိုးစားရင်ကြိုးစားတဲ့လောက်ရောက်ရှိပြီးတော့ဂျမာကိုဖန်တီးနိုင်တယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလားဟာရှုံုံပြောရရင်မင်းဆိုးရာစာဆိုတဲ့ဧကရစ်သဘောတရားကတော့ဘာကိုဖြစ်ဖြစ်ကိုယ်တိုင်စွမ်းဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လာဖြစ်တာအသေးကြပဲဖြစ်တဲ့အတွက်ဘာကိုမဆိုးကြံ့ကြာတုံဆိုင်မနေပဲနဲ့ဆရာရဲ့ဟောစတန်းကိုတွေ့ရင်ရေဝံ့ချစ်တို့ဆောင်ရလှုပ်ဆောင်မှာကျင်းသေးပါကိုလက်ခံမောင်းခတ်ရစီမှာအသေးကြပဲဖြစ်တယ်ဒါဆိုကောင်းပြီဆရာငယ်မိတ်ဆွေတွေအားလုံးဒီတလတာတော့တွင်မှာဆက်ဆက်ရအဆင်ပြေအောင်မြင်တိုးတက်စေပြီးပြုလုပ်ရမယ်ရေရအနေနဲ့ဆိုရင်တော့မိတ်ဆွေတနေမှုနေတာသမီးတွေဒီလာတာတော့တွင်မှာငွေကြီးကံကောင်းစီပြီးပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်ရေရအနေနဲ့ဆိုရင်တော့မိတ်ဆွေများကျွေးပကံများတစ်ချက်လေးထဲမှာဆရာတို့မတ်စီပေါ့အကျွေးစီကလေးတစ်စီကိုချပါကျွေးပကံများတစ်ချက်လေးထဲမှာအကျွေးစီလေးတစ်စီကိုတင်ပြီးတော့ဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့ဇပွဲသို့မဟုတ်အမြင့်တနေရာလုပ်ငန်းစည်းဆိုင်မှာဟာလားကျွေးပကံများတစ်ချက်ထဲမှာမတ်စီလေးတစ်စီကိုစားအပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းကိုတင်ထွင်းပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းစေရန်အယောင်ဝယ်ကောင်းပါစေလက်လာပါပွင့်ပါစေလို့ဆူတောင်းလိုက်ပါကဒီလဟာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဖို့မိတ်ဆွေတို့ရဲ့လဖြစ်လာမှာအသေးချာပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ရန်ငယ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအားလုံးအဆက်ဆက်ရအောင်မြင်တိုးတက်လို့ဘေးပြာမှန်တယ်များဝေးကွာလို့ရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျရန်ငယ်သားမှာဗီဒီမေးချင်ခွန်9392941လေးတစ်လျှောက်79029041မှာဖြစ်စေဘိုင်ဘာနံပါတ်96390505မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်တို့ဆရာ TikTok Messenger ကနေလည်းဗီဒီယိုမဟောတို့အခြား social platform မှာလည်းဗီဒီယိုမဟောကြောင်းဆရာကသတိပေးလိုပါတယ်အခုလိုရုပ်ချောလေးရတာဆရာငယ်ဖြစ်ကြောင်းပြောရင်းနဲ့ဆရာငယ်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးတွေအားလုံး6လပိုင်းဟာအဆက်ဆက်ရအောင်မြင်လို့ဘေးဘီယာတွေဝေးကွာကြပါစေလို့ဆရာကဆုတောင်းမေတ္တာထောပနာပြုလိုက်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်